ကိုကကောင်းတဲ့အကျိုးကိုလိုချင်တာလားမကောင်းတဲ့အကျိုးကိုလိုချင်တာလားချမ်းသာဒုက္ခကိုလိုချင်တာလားဆင်းရဲတာကိုလိုချင်တာကိုယ့်ကိုစစ်တမ်းထုတ်ထားတဲ့ပေါ့တည်တည်ချာချာမေးခွန်းထုတ်ပြီးတော့ငါဘဝမှာချမ်းသာခြင်းသလားငါဘဝမှာအသက်ရှိခြင်းသလားယောဂကင်းခြင်းသလားစိတ်ချမ်းသာကိုယ်ချမ်းသာနေခြင်းသလားစိတ်ဥစ္စာပြည့်ပြည့်ဝဝနဲ့နေခြင်းသလားသိတဲ့အခါမှာလေကောင်းရာသုတိကိုရောက်ခြင်းသလားရောက်ခြင်းတယ်ဆိုလို့ရှိရင်လောက်ရမှာတော့ပြင်ရမှာတော့ကံတရားပဲဖြစ်တယ်နော်ကံတရားပဲဖြစ်ရထိုကံတရားဟာလှုပ်တဲ့နာနဲ့မလှုပ်တဲ့နာဒီနှစ်ခုခွဲခြားသိဖို့လိုအပ်အဲ့ဒါတွေခွဲခြားသိဖို့အတွက်ဖះကိုကိုးကွယ်တယ်တရားကိုကိုးကွယ်တယ်သံဃာကိုကိုးကွယ်တယ်ဆိုတာဟာအဓိကအနှစ်သာရကြည့်လိုက်မယ်ဆိုရင်လှုပ်တဲ့နာနဲ့မလှုပ်တဲ့နာသိဖို့အတွက်ကိုးကွယ်တာပဲဖြစ်တယ်ဖះကိုးကွယ်လို့မြတ်စွာဘုရားရဲ့အဆုံးအမကိုကြားနာရ